စားချင်တယ်သူပါစဟာပါအမေကောရတယ်အမေမပြချင်တော့တော့နမီတော့နမီပါသမီးစားကြမယ်ရှင်ငါပြချင်တယ်သမီးစားဘာဟိမတော့မရှိနော်ဘာဟိမမရှိဘူးဒါတော့ကစိုးရွက်ခြံကထွက်တဲ့ကစိုးရွက်တယ်ပူမပူကစိုးရွက်ရဲ့ဒါကတော့ဓာတ်တလို့ရွက်နော်ဟင်းကတော့ဘာမှမရှိဘာမှမချက်ရဈေးမသွားတော့လေအမေမချင်းဖွေလာတဲ့နားထောင်ကစိုးရတော့ခုနချက်မှာကစိုးရတော့ခုနချက်မှာဖူးထားစားချင်တယ်သူပါစဟာပါစားဖလို့တော့ဝိတပွားကစိုးရခိုင်တယ်လည်းကိုမကနာအကားထောက်ကစိုးရလေအပင်လိုက်ကြော်တယ်ပေါ့နော်အညွတ်လည်းပဲခူးရတယ်နုတယ်ပေါ့နော်ဓာတ်တလို့ညို့အညို့ကဆိုးနေတာဓာတ်တလို့ညို့ကစိုးရဆိုလည်းနုနေတာ